မော်စကိုအွန်ထားတဲ့မျက်နှာကနေပြီးတော့ဘဲရုပ်ဆိုးလေးအဖြစ်သူခဏတာကဲဒါကတော့မျိုးသမီးတိုင်းပေါ့နော်မော်စကိုအွန်ပြီးသွားလို့ရှိရင်ညနေပြန်လာတာဆိုလို့ရှိရင်မိတ်ကပ်ဖြတ်တဲ့အချိန်ကိုရောက်ကြပြီပေါ့နော်ချမ်းကလည်းပုံမှန်ပါပဲတာမန်အမျိုးသမီးလိုပဲပေါ့နော်ဒိန်းနဲ့ဖြတ်တယ်အဖေဆိုအများနဲ့ပြောတယ်ပေါ့နော်လိမ့်ပြီးတော့ပြန်ဖြတ်ရမှာပဲသမီးရဲ့တဲ့ဘာလို့ခုမိတ်ကပ်တွေလိမ့်နေတာလဲတဲ့ဟုတ်ပါမိတ်ကပ်လိမ့်ရတာကိုကြိုက်တယ်လှလှပပလေးနေရတာကိုကြိုက်တဲ့အမျိုးသမီးတိုင်းကတော့ဒီ routine လေးကနေ့စဉ်ပုံမှန်လေးပဲပေါ့နော်မိတ်ကပ်ကလည်းလိမ့်ပြီးသွားလို့ရှိရင်တေချာလေးပြန်ဖြတ်မှဝက်ချံပေါက်တာတို့ပေါ့နော်ချွေးပေါက်ပိတ်တာတို့တတစီတာဆိုတော့လေချမ်းကတိတိချာချာလေးဖြတ်ဖြစ်တယ်ချမ်းကမျက်လုံးအောက်လေးတွေမှာဆိုလို့ရှင်လဲလိုင်းနာလေးတွေဆွဲတတ်တယ်မျက်လုံးအပေါ်မှာဆိုလို့ရှင်လဲအိုင်းလိုင်းနာလေးတွေဆွဲတတ်တယ်နောက်ပြီးတော့မျက်တောင်တူလေးတွေလည်းချမ်းကတက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ချမ်းရဲ့မျက်တောင်တူလေးတွေဆိုလို့ရှင်လဲချမ်းကတိတိချာချာလေးတန်းစင်နဲ့တခြားလေးချွတ်တယ်ပေါ့နော်မျက်လုံးအောက်လေးမှာကော်လေးလည်းကတ်နေမှာဆိုလို့တခြားလေးတန်းစင်တယ်နှာခေါင်းကြားလေးတွေဆိုလို့ရှင်လဲချမ်းကတခြားလေးဖြတ်ဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့စောက်ဝက်ချန်တွေဘာတွေကအဲ့နှာခေါင်းသားမှာမိတ်ကပ်အညစ်အကြေးတွေမစင်ကြယ်တာကနေစပြီးတော့ဝက်ချန်ဖြစ်တတ်တာဆိုတော့တခြားလေးတန့်စင်ဖြစ်ပါတယ်ဒါကတော့မျက်နှာတည်ရင်မိုးချုပ်ပြီးသွားပြီပေါ့နော်အဝတ်စားလေးလည်းပြီးသွားပြီရှင်skin care စလုပ်တော့မှာပေါ့နော် skin care စလုပ်လို့ရှိရင်တော့ကိုကြိုက်တဲ့ skin care ကိုနဲ့တဲ့ skin care ကိုသုံးပါကိုနဲ့တဲ့မှသာ skin ကအဆင်ပြေမယ်ပေါ့နော် trend out လိုက်တာမျိုးတော့ချမ်းကတိတ်မလုပ်စီချင်ဘူးတခါလေကြာရင် skin care trend မှာသူများနဲ့အဆင်ပြေပေမဲ့ကိုနဲ့အဆင်မပြေရရှိတတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ချမ်းကတော့ကိုမျက်နှာအရေးအပြားနဲ့တဲ့တယ်ပေါ့နော်အသားအရည်နဲ့တဲ့တဲ့ skin care လေးတွေကိုပဲပုံမှန်သုံးဖြစ်တယ်သူများနဲ့အဆင်ပြေတိုင်းကိုနဲ့လည်းအဆင်ပြေချင်မှပြေတတ်တာမို့လို့ကိုနဲ့အဆင်ပြေတဲ့ skin care တစ်မျိုးရှိတယ်ဆိုရင်အဲ့ဒါကိုပဲတခြားလေးဆွဲပြီးတော့သုံးဖြစ်ပါတယ်ချမ်းကတော့ skin care လုပ်လို့ရှင်အဓိကတော့ moisturizer ကိုအဓိကအားပေးတယ်ပေါ့နော်ဒီတက်ပြေးွားတဲ့အသားရည်ကအီတုံလေးလေးဖြစ်စေတဲ့အရေးချောင်းကိုလည်းတတစေတယ် smile line တွေကိုလည်းပဲတိတ်ပြီးတော့မထင်းစေဘူးပေါ့နော်အဲ့တော့အသားရည်ကိုတော့တကယ်ဂရုစိုက်ဖြစ်ပါတယ်ဒါဆိုရင်သုံးလာတာဘယ်လောက်တောင်ကြာနေလဲဆိုတော့အပေါ်ကအခွန်ဝန်သားကြည့်ပြီးတော့အကြီးနဲ့ကိုညှက်သုံးတာဒါလေးကဝက်ချံပြောက်တဲ့စီးလေးပေါ့နော်ချမ်းမာလဲဝက်ချံလေးတွေရှိတယ်ပေါ့နော်တခြားမမြင်ရလို့ဒါအလင်းရောင်ကလည်းနည်းနည်းကောင်းနေတယ်ပေါ့နော်အဲ့ဒါအကြောင်းလဲပါတယ်တကယ်တော့ချမ်းမာဝက်ချံတေးသေးလေးဝက်ချံလို့ပြောရမလားအစီဖူလေးလို့ပြောရမလားအစီဖူလေးဆိုပုံမှန်ပဲပေါ့နော်အစီဖူလေးတွေအိပ်ပါယိုနာလေးမှာရှိတယ်အဲ့ဒါလေးတွေကိုချမ်းကဒီဂျယ်လေးသုံးဖြစ်တယ်ပေါ့နော်နောက်ဆုံးအနေနဲ့ကတော့ mist ပေါ့နော်ဒါစောင်းတွင်းမှာဆိုရင်တော့မရှိမဖြစ်သုံးသိမ့်တယ်လို့ထင်တယ်အဓိကရေဓာတ်ကိုတခြားလေးဖြည့်ပြီးစောင်းတွင်းမှာဆိုလို့ရှင်လည်းအသားပတ်တာလေးတွေရှိတာ哦လေဘင်းကိုလည်းဂရုစိုက်ပြီးဘူးလုံးဝမမေ့ပါနဲ့เนาะမျက်နှာလေးကတော့နုပြိုနေပြီလေဘင်းကြီးကအိုနေတယ်ဆိုလည်းမဟုတ်သေးဘူးလေเนาะဘဲရုပ်ဆိုးလေးတို့ပြီးပါပြီရှင်အားလုံးကျေးဇူးပါ